မြန်မာဝတ်ဆောင်ကတော့ညီမတို့ကြတော့ဒီကျောင်းကလည်းတက်နေဟာတော့မြန်မာအင်ဂျီနဲ့ကတော့အမြဲတမ်းဝတ်ဖြစ်တယ်မစိမ့်ဘူးပေါ့နော်အဲ့တော့လေဓာတ်ပုံရကလည်းကြိုက်တယ်ဆိုတော့အဲ့လိုပဲတင်ဖြစ်တာပါဟုတ်ကဲ့မြန်မာဝတ်ဆောင်ကတော့မြန်မာ main ကလေးတိုင်းကမြန်မာဝတ်ဆောင်ဝင်ရင်တကယ်ကိုကြက်တီးရှိရလှရဆိုတော့ဒါကဟုတ်ပျော်ပါတယ်ညီမကျတော့အဖြူတို့အသားရောင်လို့ပန်းစီရောင်လို့ပြောရရင်ညီမဝတ်လိုက်ရင်အသားကဝင်းသွားတဲ့ဟာမျိုးအရောင်ဖြော့ဖြော့လေးဝတ်တာကြိုက်တယ်ပြီးတော့အဲ့လို royal blue ပေါ့အဲ့ဟာဝတ်လိုက်ရင်အသားရောင်ဝင်းသွားအဲ့လိုမျိုးလေးပဲဝတ်ဖြစ်ပါတယ်ညီမဟိုအခုကတော့ကျောင်းမဲ့တက်နေရအောင်အကျောင်းကတော့အဲ့လိုအထွင်ပြီးတော့အရင်တော့မဝတ်ချင်ရိုးရိုးလေးပဲဝတ်တာများပါတယ်အဲ့လိုမျိုးပဲဟုတ်ဒါကတော့ပြောရရင်ဒါကိုယ့်ရဲ့ဒီ client design ပေါ့ designer တွေနဲ့လည်းဆိုင်သွားတာတချို့ design ဒါ Facebook ကလည်းဖြစ်တော့ပေါ့နော်တချို့တွေကအဲ့လိုအိမ်လေးချုံရင် designer ဘယ်သူဆိုပြီးပြီးတော့ designer တွေကလည်း creative ဖြစ်အောင်သူတို့ design လေးပေါ်အောင်လုပ်ပေးရလို့လည်းမြင်တယ်ပြီးတော့နောက်ပိုင်းလူငယ်တွေလည်း design ဘက် fashion ဘက်ကိုပိုစိတ်ဝင်စားလာလို့လည်းထင်ပါတယ်မြန်မာအိမ်ကတော့အရန်မရိုင်းဘူးဆိုရင်တော့အကုန်တင်တယ်ပါတယ်ဒါမြန်မာဝတ်ဆောင်ကတော့ပြောရရင်အဓိကအလှဆုံးကတော့ညီမမျက်လုံးထဲမှာရင်းစည်းနှလုံးကလုံချုံနေမှလှရလို့ထင်တယ်ဖော်ရင်တော့ဒါကတော့သူတို့ရဲ့အမြင်ပေါ့နော်သူတို့အသွေးခေါ်ပေါ့နော်ဒါပေမဲ့ညီမကတော့လုံချုံနေမှမြန်မာအိမ်ကြီးဆိုရင်အဲ့လိုမှပို့ပြီးကြက်တည်ရှိပြီးမြန်မာအင်ကြီးဆိုတဲ့သဘောပို့ပြီးပေါက်တယ်လို့ထင်တယ်ဟုတ်ဒါပြောရရင်social media ခေတ်ရောက်လာတဲ့ပါတယ်လူတွေကအကယ်ညီမဆိုလဲညီမကိုယ်တိုင်ကလည်းပေါ့နော်အိမ်တစ်ခုချုပ်ချင်တယ်တစ်ခုအပြင်သွားချင်ပွဲလေးပါလေးတက်ချင်ဆိုရင်ဒီညီမတီးတဲ့ဒီ celebrity တွေရဲ့သူတို့ wall ထဲဝင်ကြည့်ပြီးသူတို့ဆိုဘယ်လိုဝတ်တယ်ပါညာပေါ့အဲ့တော့ပြောရရင်ညီမတို့အမှုပညာရှင်တွေကအများကြီးစင်ကြင်ရပါတယ်ဒီအောက်ကဒီညီမတို့ပရိသတ်တွေအများကြီးကလည်းဒီညီမတို့ဝတ်စားစင်ရင်ပုံပဲကြည့်ပြီးတော့နေထိုင်ရတာဆိုတော့ညီမတို့ဘက်ကအများကြီးလုပ်ပေးရပါဟုတ်ကဲ့ညီမတို့မြန်မာဝတ်ဆောင်ကတော့ဒါညီမတို့အသက်ကြီးလာတဲ့ဒီမြန်မာဝတ်ဆောင်ဒီတရှိနေမယ်လို့လည်းထင်ပါတယ်တရှိနေမှာပေါ့နော်အဲ့ဒါကြောင့် creative လုပ်ပြီးတော့ဝတ်ကြပါဒါခက်နဲ့အမီပေါ့နော်ဒါပေမဲ့ခက်မလွန်အောင်တကယ်ရိုးရိုးရင်လေးချုပ်ပြီးတော့ရိုးရထင်းပြီးတော့ဝတ်စီချင်ပါတယ်